안녕하세요, 여러분. 중고리안 랭귀지 온라인 클래스가 제시험ဖြစ်ပါတယ်. 제 디니가 topic 1의 읽기 매공리리고 쟤네တူတူလိုက် ပြီးတော့ ဖြည့်ကြည့်အောင်. 제အရင် video တွေမှာလည်းပေါ့နော် 제가 topic 1 ဖြည့်တဲ့အခါ မိဘဖြည့်တဲ့အခါ မိဘအထားလေးတွေဘယ်လိုမျိုးချင်းကပ်ရတယ် ဘယ်လိုမျိုး keyword လေးတွေ 제가 စဉ်းစားပြီးတော့ ဖြည့်ရဲဆိုရင် အဖြေမှာပိုရနိုင်တယ်ဆိုတာ 제가 ပြောပြပေးပါတယ်. အဲ့တော့ ဒီနေ့ video မှာလည်း 제가 ဒီမှာ 57번부터 58번까지 59နဲ့ 58 မိကုံးလေးတွေကို ဖြည့်တဲ့အခါ ဘယ်လိုလေး ဖြည့်ရမလဲဆိုတာကို 제가 ပြောပြပေးမှာ ဖြစ်ပါတယ်နော်. အဲ့တော့ 제가 ဒီမှာဆိုရင်တော့ ဘာလုပ်ရမလဲဆိုရင် 선서대로 တို့ဒီ မိကုံးလေးတွေကို ဆိုရင် မိကုံးကို သေချာဖတ်ပါ. အဲ့တော့ အောက်မှာပေးထားတဲ့ မိကုံးတွေကို 제가 အစင်လိုက်လေး ရွေးပေးရမယ်. အဲ့တော့ ဒီမိကုံးကို 제가 ဖြည့်တဲ့အခါမှာ သတိထားရမယ့်အချက်လေး ရှိပါတယ်. နံပါတ် 1က 제가 ဒီ မိကုံးကို အရင်မကြည့်ဘဲနဲ့ အဖြေကို အရင်ကြည့်ပါ. 제가 အချက်လေးပြောပေးမယ်နော်. နံပါတ် 1 တစ်ချက်အနေနဲ့ 제가 ဘာလုပ်ရမလဲဆိုရင် 59, 58 မိကုံးတွေကို 제가 ဖြည့်တော့မယ်ဆိုရင် မိကုံးကို မကြည့်ဘဲနဲ့ အဖြေကို အရင်ကြည့်ပါ. အဲ့တော့ အဖြေမှာက 제가 ဒီ ပေးထားတဲ့ဟာလေးပေါ့. ဒီမှာဆိုရင် ဂါ အဲ့တော့ 제가 အဖြေပေါ့နော် ရွေးချယ်စရာကို ကြည့်ပြီးတော့မှ 제가 စဉ်းစားလို့ရတယ်. အဖြေကို စဉ်းစားလို့ရတယ်. အဲ့တော့ စမယ့်ဟာသည် ဂါနဲ့ စမယ်. ဒါဆို 제가 ဒုတိယကိုကြည့်အောင်. ဒုတိယမှာဆိုရင် နာရှိမယ်, ဒါရှိမယ်, ရာရှိမယ်. အဲ့တော့ ဒီမှာဆိုရင် 제가 နှစ်ခုပါတဲ့ဟာ အဖြေဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ 1နဲ့ 2ကို 제가 ချစ်ခဲ့လိုက်မယ်. ဒီလိုမျိုးဖြစ်လို့ရတယ်နော်. ပြီးရင်နောက်ဒီမှာဆိုရင်တော့ 제가 3နဲ့ 4မှာ စဉ်းစားမယ်. နံပါတ် 3 နေရာက နာ, နံပါတ် 4က ဒါ. အဲ့တော့ နာလား ဒါလား မသိဘူးဆိုရင် 제가 အခုစပြီးတော့ဖတ်လို့ရပြီ. အဲ့တော့ 제가 59, 58ကို ဖြေမယ်ဆိုရင် 제가 ခုနကပြောသလို နံပါတ် 1 အနေနဲ့ မေးခွန်းကို မဖတ်ဘဲနဲ့ ရွေးချယ်စရာတွေကို အရင်ကြည့်ပါ. ရွေးချယ်စရာမှာ 제가 ဒီ သူ့ရဲ့ တက်လွန်စာလေး ပေးထားတယ်ပေါ့နော်. ဒီမှာဆိုရင် နံပါတ် 1 နေရာကို ကြည့်လိုက်တော့ ဂါ လေးခုစလုံးဒီ ဂါဆိုတော့ စမယ့်ဟာဒီ ဂါနဲ့ စမယ်. ဒုတိယတစ်ခုကို 제가 ကြည့်တဲ့အခါမှာဆိုရင် 1မှာ နာ 2မှာ ဒါ 3နဲ့ 4မှာ ရာဆိုတော့ 제가 ဖြစ်နိုင်တဲ့ဟာ ရာပိုဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ 제가 ဒီ 1နဲ့ 2ကို ဖယ်လိုက်တယ်. ဒါပေမဲ့ တချို့သော မေးခွန်းတွေမှာ ချွင်းချက်လေးတွေ ရှိပါတယ်. ချွင်းချက်လေးတွေ အခါလေးကျရင် 제가 မေးခွန်းကို ပြန်ဖတ်ရတာရှိတယ်. 제가 ဒါကတော့ ယေဘုယျပေါ့နော်. အများစုက တိုင်းဖြေလို့ရတယ်ပေါ့နော်. အဲ့တော့ ဒီမှာက 제가 1က 제가 ပထမလာမှာဒီ ဂါ ဒုတိယလာမှာဒီ ရာ. တတိယနေရာမှာကျတော့ နံပါတ် 3နဲ့ 4ကို 제가 စဉ်းစားမယ်နော်. 1နဲ့ 2ကို ချစ်ခဲ့လိုက်ပြီ. အဲ့တော့ 3မှာ နာ 4မှာ ဒါ. အဲ့ဒါဆို 제가 စပြီးဖတ်ကြည့်အောင်. အရင်ဆုံး ဂါ စမယ်ဆိုတော့ 모든 동물을 잠원잡니다. အဲ့တော့ 모든 동물이라가 제가 တိရစ္ဆာန်တွေကို ပြောချင်တာ. အဲ့တော့ တိရစ္ဆာန်တိုင်းကပေါ့နော် အိပ်ပါတယ်တဲ့. အဲ့တော့ ဂါပြီးပြီဆိုရင် 제가 ဘာလာမလဲဆိုတော့ 라고 သွားဖတ်ကြည့်မယ်. 그런데 잠은 자는 시간. အဲ့တော့ 제가 ဒီ အစင်လိုက်ဆိုရင် ရှေ့စာကြောင်းက ဝေါ်ဟာ라 စကားစုလေးဒီ နောက်စာကြောင်းမှာ ပါတယ်. အဲ့တော့ ရှေ့စာကြောင်းမှာ 잠은 자다 ပါတယ်. နောက်မှာလည်း 잠은 자는 시간 ဆိုတာ 제가 ပါတယ်. နော်? အဲ့တော့ တိရစ္ဆာန်တိုင်းကတော့ အိပ်ပါတယ်. ဒါပေမဲ့ အိပ်တဲ့အချိန်တွေကတော့ 동물마다 다릅니다. ကွဲပြားပါတယ်. ဒါဆိုရင် 제가 ရွေးထားတဲ့ဟာလေး အဖြေလေးက မှန်နေရနော်.ဂါ ရာ. ပြီးရင်နောက်တစ်ခု နာလား ဒါလား ကြည့်ဖို့ 제가 သွားကြည့်မယ်. 하지만. 제가 တစ်ချက်လောက်ကြည့်အောင်. ဒီမှာ 그런데 ဒါပေမဲ့ အိပ်တဲ့အချိန်ကတော့ တိရစ္ဆာန်တိုင်း ကွဲပြားတယ်. ဒါပေမဲ့ 개나 고양이는 ဆိုတော့ 제가 ဒီ 하지만 ဆိုတဲ့ စကားလုံးလေးကပေါ့နော်. ဒါပေမဲ့ ဆိုတော့ ရှေ့မှာ 제가 ပြန်ညင်းထားမှာမလား? ဒီရှေ့မှာလည်း 그런데 ညင်းထားမယ်. နောက်ကလည်း 하지만 ထည့်ထားမယ်. ကျတော့ အငင်းနှစ်ခုဖြစ်နေတယ်ပေါ့နော်. အဲ့တော့ အငင်းနှစ်ခုဖြစ်နေတယ်ဆိုတော့ 제가 ဒါလေးက မဖြစ်နိုင်ဘူး. အဲ့တော့ 제가 ဒီ ဒါလေးကို ဖတ်ကြည့်မယ်ပေါ့နော်. နာက နည်းနည်း အဆင်မပြေတော့ ဒါကို ဖတ်ကြည့်မယ်. 말은 하루에 3시간만 자도 괜찮습니다. အဲ့တော့ 제가 စာကြောင်းတွေကို အစင်လိုက် ရွေးတဲ့အခါမှာဆိုရင် ရှေ့စာကြောင်းက စကားစုလေးတွေက နောက်မှာ 제가 ပြန်ပါတတ်တယ်. အဲ့တော့ ဒီမှာ 자는 시간 အိပ်တဲ့အချိန်ဆိုတော့ ဒီမှာ ဒါမှာ 제가 ကြည့်ကြည့်တာ. 하루에 3시간만 자도 괜찮습니다. အဲ့တော့ ညင်းကတဲ့ တစ်ရက်ကို 3 နာရီလောက်ပဲ အိပ်ရင်ရတယ်ပေါ့နော်. 하지만 ဒါပေမဲ့ ဒါမှ 제가 ပိုအဆင်ပြေမှာမလား? ဒီဘက်ကအစ 제가 နာကို တတိယနေရာမှာ ထားလိုက်တယ်ဆို. ဒီမှာလည်း 그런데 ဒါပေမဲ့ 하지만 အဲ့ဒါပြီးတော့ 나ကို 제가 ထည့်လိုက်မယ်ဆို. 하지만 ဆိုရင် ဒါပေမဲ့ နောက်မှာလည်း ဒါပေမဲ့ ဆို. အဲ့လို နှစ်ကြောင်းကို 제가 တန်းမလာဘူးလीနော်. အဲ့တော့ ညင်းမှာဆိုတော့ 제가 ဒီ အဖြေမှန်က ဂါ ရာ ဒါ နာ ဖြစ်ပါမယ်. ဒီလိုမျိုးလေးရွေးပေးရမယ်နော်. ပြန်ဖတ်ကြည့်မယ်ဆိုရင် 모든 동물은 잠은 잡니다. အဲ့တော့ တိရစ္ဆာန်တိုင်းကတော့ အိပ်ကြပါတယ်တဲ့. ဒါက နံပါတ် 1 နော်. အဲ့တော့ 2ကကျတော့ 그런데 잠은 자는 시간은 အိပ်တဲ့အချိန်ကတော့ 동물마다 다릅니다. တိရစ္ဆာန်တိုင်းက ကွဲပြားပါတယ်. နံပါတ် 3 အနေနဲ့ 말은
말은 밍하러 하루에 3시간만 자도 괜찮습니다.အဲ့တော့ဒီမှာကျတော့ဒုံမှုမှာဒါတိရစ္ဆာန်တိုင်းကကွဲပြားတယ်အဲ့တော့ကျတော့တိရစ္ဆာန်တွေကိုစပြီးတော့သူကပြန်ပြောမှာမလား밍ကတော့တစ်ရက်ကို3နာရီလောက်ပဲအိပ်တယ်ဆိုရင်ရတယ်ပေါ့နော်하지만ဒါပေမဲ့개나 고양이는 회리ကြောင်တွေကတော့ 10시간 좀 잡니다. 10နာရီလောက်အိပ်ပါတယ်ဆိုပြီးကျတော့ဒီလိုမျိုးလေးဖြည့်ပြရမယ်အဲ့တော့ကျတော့59 58မှာအဓိကစဉ်းစားမယ့်ဟာဒီ မေးခွန်းကိုအရင်မကြည့်နဲ့အဖြေရွေးချယ်စရာကိုခြေတို့ကြည့်မယ်ရွေးချယ်စရာတွေထဲမှာခြေတို့ကိန်းဂဏန်းလေးတွေကိုတိုက်ကြည့်ပေါ့နော်နံပါတ်လေးတွေကိုနော်တိုက်ကြည့်မယ်အဲ့တော့နောက်ထပ်ချင်းမြင်တောင်နောက်ထပ်တစ်ပုဒ်ထပ်ဖြည့်ပြမယ်နောက်ထပ်တစ်ပုဒ်မှာလည်းခြေတို့တွေဒီမှာပေးထားတယ်စာကြောင်းပေးထားတယ်ဒီမေးခွန်းကိုအရင်မကြည့်နဲ့နော်ဒီမေးခွန်းကိုခြေတို့ကြည့်ပြီးတော့မှဖြည့်ရဲဆိုရင်မျက်စိရလဲကုန်လိမ့်မယ်အဲ့တော့ခြေတို့ရွေးချယ်စရာကိုရှိမယ်အဲ့ရွေးချယ်စရာမှာဂါဆိုတော့စမယ့်ဟာဒီခါနေစမယ်အဲ့တော့ဒုတိယတစ်ခုကိုကြည့်မယ်ဒုတိယတစ်ခုကနာဒါရာဆိုတော့ကျတော့နှစ်ခုပါတဲ့ဟာအဖြေဖြစ်နိုင်တယ်ဆိုတဲ့အတွက်ကြောင့်မလို့3နဲ့4ကိုကျတော့တစ်ခါတည်းချစ်ခဲ့လို့ရမယ်အဲ့တော့ဒါကကျတော့မေးခွန်းဖြေတဲ့အခါမှာပေါ့နော်အများစုကတန်းတန်းဖြေတယ်ဆိုပြီးမှန်နိုင်တယ်ဒါပေမဲ့ကျတော့တစ်ခါလေးကြာမှာ10ပုံမှာတစ်ပုံလောက်ကတော့ကျတော့ချွင်းချက်လေးပါတတ်တဲ့အတွက်ကြောင့်မလို့အဲ့လိုဟာလေးဆိုရင်တော့အပေါ်ကမေးခွန်းပြန်တိုက်ကြည့်ပါနော်ဟုတ်ပြီအဲ့ဆိုချေဒီမှာဆိုရင်ဒီမှာကနံပါတ်1နဲ့3လေးမှာဆိုရင်ပထမနေရာဂါ၄ခုစလုံးပါတော့ဂါဖြစ်နိုင်တယ်ဒုတိယနေရာမှာကျ1နဲ့2ကနာ3လေးက3ကဓာ4ရတာဆိုတော့ချေတော့နှစ်ခုပါတဲ့ဟာကိုရွေးလိုက်တော့1နဲ့2ကိုချေရွေးလိုက်တယ်3လေးကိုတစ်ခါတည်းချစ်ခဲ့ပြီအဲ့တတိယနေရာမှာကြည့်အောင်တတိယနေရာမှာ1ကဓာနှစ်ကရာဆိုတော့ဘယ်ဟာမှမသိတော့စဖတ်မယ်နော်ဘယ်ကစမလဲဆိုရင်ခါစမယ်ဆိုတော့ကျတို့ကခါကိုဖတ်ကြည့်အောင်우리 고향에는 딸기가 많이 납니다ကျွန်တော်တို့ရဲ့မွေးရမြေမှာစတော်ဘယ်ရီသီးတွေအများကြီးထွက်တယ်ပေါ့နော်အဲ့တော့ဘယ်ကစမလဲဆိုရင်နာနော်တစ်ပြီးရင်နှစ်ကနာဆိုတော့그래서 다자모로 딸기가 많은 4월에အဲ့တော့စတော်ဘယ်ရီသီးတွေအများကြီးထွက်တဲ့၄လပိုင်းမှာတဲ့축제를 합니다အဲ့တော့ပွဲတော်လုပ်ပါတယ်အဲ့တော့ကျတို့ကဒါကိုဖတ်ကြည့်အောင်그리고ပြီးတော့ 맛있는 딸기는 시장보다အဲ့တော့ပွဲတော်လုပ်တယ်အဲ့ဆိုရင်ကျတို့ကခြေပြောပါရှင်းနဲ့နောက်နဲ့ကျတို့အစင်လိုက်ရေးရမှာဖြစ်တဲ့ကြောင့်ရှေ့စာကြောင်းကဝဟာရလေးဒီစကားစုတွေဒီနောက်မှာပြန်ပါတတ်တယ်ပေါ့နော်ဆက်ဆက်မှုရှိအောင်လို့ပေါ့နော်ဒီမှာဆိုရင်ဒါကြောင့်မို့လို့စတော်ဘယ်ရီသီးတွေအများဆုံးထွက်တဲ့၄လပိုင်းမှာပွဲတော်လုပ်တယ်ပြီးတော့맛있는 딸기는 시장보다 야다시의 스트로베리 띠리고ဈေးထက်ဆိုင် 살게 살 수 있습니다. ဈေးချိုတတာ ဝယ်လို့ရတယ်ဒီမှာရှေ့မှာလည်း 그래서 ဆိုတဲ့ 그래서 ဆိုတဲ့စကားဆက်ပါထားတယ်ပေါ့နော် 그리고가လည်းစကားဆက်ပဲစကားဆက်နှစ်ခုကိုကျတော့တန်းပြီးတော့မရေးဘူးပေါ့နော်ဆက်ပြီးတော့ရှင်းနေနောက်နဲ့အဲ့လိုရေးတည်ရေးထားမရှိဘူးအဲ့တော့ဒီမှာချုပ်ကျဲနဲ့ပတ်သက်တာပါလားဒီမှာဆိုရင် तू က၄လပိုင်းမှာပွဲတော်လုပ်တယ်ဆိုရင်နောက်မှာလည်းပွဲတော်နဲ့ပတ်သက်တဲ့ဟာကိုရှင်မိတ်ဆက်မှာအဲ့တော့ဒါကနည်းနည်းလေးမဖြစ်နိုင်တဲ့အတွက်ကြောင့်ရာကိုဖတ်ကြည့်မယ်ဆိုရင်이 축제에서는ဆိုဒီမှာ축제를 합니다အဲ့တော့ရှေ့ကစကားစုတွေဝဟတာတွေကနောက်မှာပြန်ပါရဲဆို이 축제에서는ဆိုတော့ဒါလေးရဖြစ်တဲ့အတွက်ကြောင့်မလို့နံပါတ်1ဒီမဖြစ်နိုင်ဘူးအဖြေမှန်ဒီ2번နော်အဲ့တော့이 축제에서는ဒီပွဲတော်မှာဆိုရင်딸기로 여러 가지 음식을 အဲ့တော့စတော်ဘယ်ရီနဲ့လုပ်ထားတဲ့အစားအသောက်မျိုးစုံကိုလည်း만들어 볼 수 있습니다ဖန်တီးပြုလုပ်လို့ရပါတယ်တော့နော်그리고အဲ့ဒါမှကျွန်တော်ဖန်တီးပြုလုပ်လို့ရတယ်ပြီးတော့ 그리고 맛있는 딸기는အရသာရှိတဲ့စတော်ဘယ်ရီတွေကိုလည်းဈေးထက်ဆိုင်살게 살 수 있습니다ဈေးထူးထူးတတာနဲ့ဝင်လို့ရပါတယ်ဆိုပြီးသူကပြောထားတယ်အဲ့တော့အဖြေကကျွန်တော်ဒီဂါနာရာဒါဖြစ်ပါမယ်အဲ့တော့59 58ဒီမေးခွန်းကိုကျတို့ကအစင်လိုက်လို့ရဖြစ်တဲ့ကြောင့်မလို့မေးခွန်းကိုအရင်မဖတ်သေးပဲနဲ့ရွေးချယ်စရာတွေတွေကိုအရေးကြည့်ပါရွေးချယ်စရာတွေထဲမှာကျတို့ဒီပေါ့နော်အစင်လိုက်ရွေးရမှာဆိုတော့ပထမနေရာကျတို့ရွေးမယ်ပထမနေရာတူတယ်ဆိုဒုတိယနေရာကိုတိုက်မယ်နှစ်ခုပါတဲ့ဟာကျတို့အဖြစ်နိုင်ခြေပိုများတဲ့အတွက်ကြောင့်ပေါ့နော်အဖြေမှန်ဖြစ်နိုင်ခြေပိုများတဲ့အတွက်ကြောင့်ကျတို့ဒီအဲ့ဒါကိုရွေးမယ်တတိယနေရာမတူတော့ဘူးဆိုမှကျတို့သွားပြီးတော့ဖတ်တာကကိုယ့်အတွက်ပို့ပြီးတော့အချိန်ကုန်လဲတက်တာတယ်ပြီးရင်အဖြေမှန်လဲရဖို့ရခိုင်တော့ပိုများတယ်ဒီလိုမျိုးလေးဖြေရဲဆိုရင်여러분တို့အတွက်ပေါ့နော်ပို့ပြီးတော့လွယ်တယ်ပေါ့နော်အချိန်ကုန်လဲတက်တာတယ်ကဲဒါဆိုရင်ဒီဖြေပုံဖြေနည်းလေးကိုနားလည်မယ်လို့ထင်ပါတယ်ဒါဆိုရင်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာလည်းဒီလိုမျိုးပေါ့နော်စာတွေကိုမိကုန်းတွေကိုဘယ်လိုချင်းကပ်ပြီးဖြေလို့ရတယ်ဆိုတာခြေကပြန်ပြီးတော့ရှင်းပြပေးပါမယ်ထပ်ပြီးတော့ရှင်းပြပေးမယ်ပေါ့နော်네 그러면 우리 다음 영상에 또 만나요 안녕히 계세요